ဒီနေရာလေးကတော့အင်ဒိုနီးရှားနိုင်ငံအီဂျာဘာမှာရှိတယ်မောက်အိုင်ဂျန်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကတော့ကျွန်တော်အင်ဒိုနီးရှားအီဂျာဘာမှာရှိတဲ့ဒီပေါ့နော်ဒီမောက်အိုင်ဂျန်လို့လည်းခေါ်တယ်အီဂျန်လို့လည်းခေါ်ကြတာပေါ့ဒီမောက်အိုင်ဂျန်မှာကျွန်တော်ရိုက်ထားတာဖြစ်ပါတယ်ဒီမောက်အိုင်ဂျန်မှာဒီကျွန်တော်တို့မနက်စောကြီးတွားပြီးတော့ပေါ့နော်ဒီမနက်စောကြီးည2 နာရီထိုးလောက်ကြီးတောင်ပေါ်တက်တာပေါ့ပေးပေါ်1000ကျော်မြင့်တဲ့တောင်ပေါ်ကျွန်တော်တို့မနက်စောကြီးတက်ကြတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ blue fire တော့ကြည့်တယ်ပေါ့blue fire တော့ကြည့်တယ်အေးလေကျွန်တော်အဲ့ပေါ့နော်ဒီတောင်ပေါ်မှာကျွန်တော်ရိုက်ထားတဲ့ဒီဗီဒီယိုလေးကတော့တိုက်လွတ် drone ကရန်ခတ်နေပြီးတော့ stable မဖြစ်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီDJI Avata 1ပေါ့နော်ဒါ DJI Avata 1လို့ခေါ်ပါတယ်ဒီကောင်လေးနဲ့ကျွန်တော်ရိုက်ထားတာဖြစ်ပါတယ်ဒီ DJI Avata 1ကသူတို့ကျင်ညာထားတဲ့အတိုင်းဆိုရင် 10.7 m/s ကိုခံနိုင်ရရှိတယ်လို့တော့ကျင်ညာထားတယ်ပေါ့အပေါ်ရောက်သွားတဲ့အချိန်မှာမထင်ထားလိုက်မိတာကလေတိုက်နှုံဟာရန်ကြမ်းနေတယ်ပေါ့နော်ဒရိုးကလည်းနည်းနည်းပေါ့တာရမ်းပေါ့တော့တော်တော်ပေါ့ပါတယ်အဲ့ဒါကြောင့်ခါတော့မစမ်းပါဘူးအဲ့ဒါကျွန်တော်အဲ့ဒီဘက်မှာ FPV ပုံမန်နူလည်းမုန်းနဲ့ကျွန်တော်တို့ပုံလို့မရနိုင်ဘူးမဖြစ်နိုင်ဘူးအဲ့ဒီတိုင်းတော့ကြမ်းရင်ပေါ့နော် stable ဖြစ်ခါနေပေါ့အဲ့ဒါကျွန်တော်တို့ဒီ normal mode နော်ဒီ normal mode easy mode နော်အဲ့ normal mode လည်းမရတာဖြစ်ပါတယ်အဲ့လိုမှမဟုတ်လို့ရှိရင်တော့ဒီဒရိုးကဒီထိထုတ်လို့မရဘူးလို့ပြောကြတာ
နေရာတွေဆိုရင်တော်တော်တိတိတတောင်ခါရမ်းနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အကြံပြုချင်တာကတော့ပေါ့နော်ဒီကျွန်တော်တို့ဒီလေတိုက်နှုံအရန်ကြမ်းတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့ manual မှုကိုမသုံးသင့်ဘူးပေါ့နော်ဒီအခက်မသိလို့ရှင်ကိုယ့်ရဲ့ drone ပျက်စီးသွားနိုင်တယ်ပေါ့အဲ့တော့သူ့မှာပါတယ်ဒီ sport မှုပြီး normal မှုအဲ့နှစ်ခုနဲ့ပဲသုံးပါပေါ့နော်